ဒါလေးကတော့ကျမရဲ့ရေခဲချောင်းရောင်းနေတဲ့ခေါင်းလောင်းတီးတဲ့နေရာလေးပါဒီလိုလေးဒီဟာလေးကိုဆွဲလိုက်လို့ရှိရင်ခေါင်းလောင်းကမြည်တယ်ပေါ့နော်အဲ့တော့ခေါင်းလောင်းကဘယ်နားမှာတက်ထားလဲဆိုလို့ရှိရင်မြင်ရလားမသိဘူးဒီနားမှာခေါင်းလောင်းတက်ထားပါတယ်ခေါင်းလောင်းလေးကိုဒီစမှာတန်းနဲ့ချိတ်ပြီးတော့တန်းကျိုးနဲ့ဆွဲပြီးတော့ကျိုးကိုဒီလိုတန်းပြီးတော့ဒီနားလေးမှာခေါင်းလောင်းဆွဲဖို့ဟွာလေးတက်ထားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာခေါင်းလောင်းတီးပါလို့ရေးထားတယ်ပေါ့နော်ရင်တော့ခုပြက်နေလို့ကျမပြန်ပြီးတော့ရေးမှာဖြစ်ပါတယ်လာဝဲတဲ့လူတွေကခေါင်းလောင်းတီးမှာကျမတို့အိမ်ထဲကကြားတာဟုတ်မဟုတ်ရင်မကြားဘူးလေကဲအဲ့ဒါဆိုပြန်ရေးလိုက်ပါနော်အခုဒီမှာပြန်ပြီးတော့စာလေးရေးပြီးသွားပြီဒီနားမှာလည်းခေါင်းလောင်းပုံလေးဆဲလိုက်တယ်ကဲဒါဆိုရင်ခေါင်းလောင်းတီးရန်ဆိုပြီးတော့ရက်ွက်တဲ့ကလေးကသူပြောကိုပြောနေပေါ့နော်အချင်းချင်းပြောရင်းနေပဲဒီအိမ်ကခေါင်းလောင်းတီးပြီးတော့ရေကချောင်းဝယ်ရတယ်ဆိုပြီးတော့တိသွားပါပေါ့နော်အဲ့လိုမျိုးစိုင်းဘုတ်တွေပါလည်းရေးထားတာမဟုတ်ဘူးဆိုတော့ခါသားလေအဲ့ဒါမလူကြီးတွေကဘလို့တည်လဲဆိုတော့ကလေးတွေကဒီရင်ကနေရေကချောင်းဝယ်သွားကြတယ်ခေါင်းလောင်းတီးကြတယ်ဆိုတာကိုဖြတ်သွားဖြတ်လာလူကြီးတွေကသိပြီးတော့ခါကြတော့လူကြီးတွေကပါဒီမှာရေကချောင်းဝယ်လို့ရတယ်ခေါင်းလောင်းတီးရတယ်ဆိုပြီးတိသွားအဲ့လိုမျိုးလို့